ကျွန်တော်ဝိညာဉ်တော်ကကျွန်တော်တို့အတွက်ကျွန်တော်သူနှလုံးသားထဲမှာဥဆောင်လာပြီဆိုရင်အရာရာပြောင်းလဲတော့ဗောနော်အဲကြောင့်ဒီမှာကျွန်တော်ကအဆရာအငယ်လေးရဲ့ငါမဟုတ်တော့ဆိုတဲ့တခြင်းလေးနဲ့ကိုရောချီးမွမ်းချင်ပါတယ်ဆောင်သူတန်ရှင်သောဝိညာဉ်တော်ဝိညာဉ်တော်ကိန်းဝပြီးအရာရာပြောင်းလဲတည်ဖြစ်ပြီးသစွမ်းနိုင်ခြင်းလုံးစုံဝိညာဉ်တော်အဖြစ်ကျွန်တော်နိုင်ဖြစ်စေပြီကံတဲ့မရှိတော့ဘူးနေရတိုင်းမှာဝိညာဉ်တော်ရဲ့လမ်းပြခြင်းရဲ့နေပေတဲ့ခေါ်ဆောင်သွားဝိညာဉ်တော်အဖြစ်မရှိတော့ဘူးနေရတိုင်းမှာဝိညာဉ်တော်ရဲ့လမ်းပြခြင်းရဲ့နေပေတဲ့ခေါ်ဆောင်သွားဝိညာဉ်တော်အဖြစ်ငါမဟုတ်တော့ကျွန်တော်နိုင်ဖြစ်စေကံတဲ့မရှိတော့ဘူးနေရတိုင်းမှာဝိညာဉ်တော်ရဲ့လမ်းပြခြင်းရဲ့နေပေတဲ့ကိုယ်ဆောင်သွားဝိညာဉ်တော်အဖြစ်ငါမဟုတ်တော့ဝ
ဆောင်သွားဝိညာဉ်တော်အဖြစ်ငါမဟုတ်တော့ကျန်တာစီရောက်ကျန်ဖျားရှင်ကောင်းကြည့်ပေးပါစေ